ခုနလပိုင်းဆိုတဲ့ကာလာတွေမှာအင်္ဂါသားသမီးတွေကလုံးဝကန်ဆာတာကောင်းတဲ့ထဲမှာပါပါတယ်ကျွန်တော်ပြောတာကိုယုံပါအင်္ဂါသားသမီးတွေလုံးဝကန်ဆာတာကောင်းတယ်ပြဿနာတစ်ခုတော့ရှိတယ်အဲ့ဒါကတော့စိတ်ညစ်ရတဲ့ပြဿနာဆရာပြောသလိုပဲကန်ဆာတာကတော့ကောင်းလာတာမှန်တယ်ဒါပေမဲ့စိတ်ညစ်စရာတွေကတော့မပပျောက်သွားဘူးစိတ်ညစ်စရာတွေများတတ်တယ်အောက်လက်ငယ်သားတွေကြောင့်စိတ်ညစ်ရတတ်တယ်ကိုအနားမှာရှိတဲ့လူတွေကြောင့်မို့လို့စိတ်ဒုက္ခရောက်ရတတ်တယ်ဆိုတဲ့ထဲမှာအင်္ဂါသားသမီးတွေပါတယ်ကိုယ့်အနေကိုတယောက်တည်းနေအေးစီစီပဲဘာပြဿနာမှမရှိဘူးတစ်ကမ္ဘာလုံးကသားရတယ်သူများတွေနဲ့ဆက်ဆက်လိုက်တယ်ဆိုတဲ့အနေအထားမျိုးတွေမှာလူအများနဲ့ဆက်ဆက်ပြီးတော့မှအစင်မပြေဖြစ်ရတတ်တယ်ဆိုတဲ့သဘောတရားတွေရှိကိုယ့်အိမ်ကအဖေမရဘာဖြစ်လို့ကိုယ့်ရဲ့မောင်လေးကဘာဖြစ်လို့ကိုယ့်ရဲ့ညီကိုမောင်တွေကဘလို့ဖြစ်လို့ကိုယ့်ရဲ့ရုံးမှာရှိတဲ့ကိုယ့်ရဲ့တပည့်တွေကဘလို့ရာလေးတွေကြုံလို့ကိုယ့်ကိုဘလို့စကားတွေပြောလို့မို့လို့ကိုယ့်ရဲ့နားထဲမှာအဲ့စကားတွေအတန်တွေကဝင်ရောက်လာပြီးတော့မှစိတ်တွေကမအေးချမ်းမနဲ့ဖြစ်သွားတယ်ဆိုတဲ့သဘောတရားဒီအတွက်ကြောင့်အင်္ဂါသားသမီးတွေကခုနလပိုင်းဆိုတဲ့ကာလာတွေမှာစိတ်ပင်ပန်းစရာလေးတွေတော့ကြုံနေရအောင်မယ်စိတ်ညစ်စရာလေးတွေတော့များနေရအောင်မယ်အဲ့ဒီစိတ်ပင်ပန်းစရာစိတ်ညစ်စရာတွေကကိုယ့်ကြောင့်မဟုတ်ဘဲနဲ့ကိုယ့်အနားမှာရှိတဲ့လူတွေကြောင့်စိတ်ညစ်ရတတ်တယ်ဆိုတဲ့သဘောတရားဒီပုံစံကိုတော့ကြုံတွေ့နေရအောင်ပါကျွန်တော်ပြောတာကိုလုံးဝယုံပါမိတ်ဆွေတို့ခေါင်းအေးထားပြီးတော့မှတေချာစဉ်းစားချင့်ချိန်ပြီးတော့မှယုံပါနော်စိတ်ညစ်စရာလေးတွေများတယ်ဒါပေမဲ့ကန်ဆာတာလေးကကောင်းတယ်ဆိုတော့ကိုလုံးသမျှတော့အောင်မြင်မယ်လုပ်ငန်းတွေတိုးတက်မယ်ငွေကြေးနဲ့ပတ်သက်တာတွေကောင်းကျိုးပေးတဲ့ထဲမှာရောက်မယ်တခုရှိတာကအင်္ဂါသားသမီးတွေစက်ပစ္စည်းနဲ့ပတ်သက်တာကားဆိုင်ကစက်ပစ္စည်းစေဝါလက်စပစ္စည်းလုပ်ငန်းအင်္ဂါနဲ့အစားအသောက်စက်ပစ္စည်းစေဝါတွေငါးကင်တွေရောင်းတယ်အကင်တွေရောင်းတယ်ကုန်စုံဆိုင်ဖွင့်ထားတယ်စသဖြင့်ဒီလိုလူတွေကတော့လုံးဝကိုတိတိတသာထေထေရှာရှာတိုးတက်သွားမယ်လို့ပြောရမှာဖြစ်ပါတယ်အင်္ဂါသားသမီးတွေအနေနဲ့ငွေကြေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလုပ်နေတဲ့သူတွေဆိုလို့ရှိရင်တော့နည်းနည်းလေးညံ့တဲ့ဘက်မှာရောက်နေမှာဖြစ်ပါတယ်နားလေလားကျွန်တော်ပြောပြတော့နားလေလားငွေကြေးချေရငါတာတို့အာမခံတာတို့ငွေကြေးနဲ့ဆက်ဆက်တဲ့လုပ်ငန်းတွေငွေကြေးချေထားငါထားတဲ့သူတွေဆိုလို့ရှိရင်တော့အဲ့ဒါကိုငွေနဲ့ကိုပင်ပန်းနေရအောင်ဒီလိုပုံစံမျိုးဆိုလို့ချင်တာပါနော်အဲ့တော့အင်္ဂါသားသမီးတော်တော်များများကိုပိုင်လုပ်ငန်းတွေကောင်းကျိုးပေးတယ်မိမိကိုယ်တိုင်ဥဆောင်ရမယ်လုပ်ငန်းတွေဆိုပို့အဆင်ပြေမယ်စိတ်ညစ်စရာလေးတော့ကြုံနေရမယ်များသောအားဖြင့်တော့ကိုချစ်တဲ့သူတွေကပဲကိုဒုက္ခပေးတာဒါသိနေရတိတ်ဒုက္ခမှာမေးဒီပြဿနာလေးကြုံနေရမှာဖြစ်ပါတယ်ဒါလေးကိုတတိထားရအောင်လို့မလို့ကျွန်တော်အနေနဲ့တေချာလေးကိုလာရောက်ပြီးတော့မှရှင်းပြရခြင်းဖြစ်ပါတယ်ခင်ဗျနော်ကျွန်တော်ဘေးနေဟောချင်တာလေးတွေဟောပြီးသွားပြီဆိုတော့ကျွန်တော်မိတ်ဆွေတွေကိုကြီးညာကြရလေးရှိဆိုတော့ကျွန်တော်ရဲ့ဒီရန်ကုန်ဟောကန်ကကျွန်တော်တို့ခုနလပိုင်း10ရက်နေ့ကနေစပြီးတော့ကျွန်တော်ရန်ကုန်ဟောကန်ဖွင့်မယ်ဆိုတော့ကျွန်တော်ဒီမှာလာခြင်းတဲ့မိတ်ဆွေတွေကဘိုးကင်းလေးကိုကြိုတင်ပေး399 3535 835ဆရာကြီးကျွန်မ10ရက်နေ့လာမယ်ဆရာကြီးကျွန်မ17ရက်နေ့လာမယ်ဆရာကြီးကျွန်မ12ရက်နေ့လာမယ်ဖုန်းလေးတစ်ချက်ကြိုဆက်ထားလို့ရှိရင်အဆင်ပြေတယ်ခင်ဗျဘိုးကင်းလေးကြိုယူတဲ့သဘောနော်လုံးဝငွေကြိုလွှဲကြမလို့ငွေလည်းလုံးဝကောက်ခံတာမျိုးမရှိပါဘူးခင်ဗျဒါလေးကိုကျွန်တော်ကြီးညာပေးတာဖြစ်ပါတယ်လူလေး account 2 page 2လေးညာလို့ဖြစ်ပါတယ်ကျွန်တော်ရဲ့ TikTok follower 4.1 million ရှိတယ် like ဆိုလို့ရှိရင်အများကြီးပဲရှိတယ်ဗီဒီယိုတွေကိုထောင်တဲ့ချိန်မှာတင်ထားတာရှိတယ်မိတ်ဆွေတေချာလေးစဉ်းစားလူလိန် account အနေနဲ့ပတ်သက်ပြီးတော့မှဖြစ်ပေါ်လာသမျှအရာတွေအကုန်လုံးကျွန်တော်အနေနဲ့ကတာဝန်မယူဘူးခင်ဗျနော်ဒါလေးကတော့ကိုယ့်အနေကိုတေချာလေးစမ်းစစ်ပြီးတော့မှပဲ account 2ပါလေးတတိထိုင်းမှာဆောင်ရွက်ပါကျွန်တော်ရဲ့ Viber ဆိုလို့ရှိရင်399 3535 835ဒီဖုန်းနံပါတ်တစ်လုံးပဲကိုကျွန်တော်ကိုင်နေမိတ်ဆွေတို့ဒါလေးတွေသိဖို့လိုတယ်နော်တေချာလေးကိုစဉ်းစားပြီးပါခင်ဗျဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်ခင်ဗျ